Hello ဗန်ဒီနေ့မှာပေါ့နော်ဒီကကျတော့သူကြားတဲ့အခန်းကြီးစောအောင်ပါပေါ့နော်အဲ့ဒါကြောင့်ဘယ်နဲ့တူလိုက်ကြည့်ကြအောင် Okay ဗန်ကတော့ပွဲကသူများရဲ့ဆိုင်လုံးမလို့အဲ့ဘကိုဆိုရင်သွားလိုက်တာပေါ့နော်သွားပြီးတော့သွားနေပေါ့သွားနေရနော်အဲ့ကြောင့်မလို့အန်နာလေးကိုလဲလိုက်တယ်ပေါ့နော်ခဏသူတို့ပြီးသေးဘူးလားဆိုစနေရတာပေါ့နော်စနေရပေါ့နော်ဘူးစီပေါင်းများအတန်လေးရထွက်တယ်ပေါ့နော်ဒါပေမဲ့ဘန်ကတော့အတန်မကြားရဘူးပေါ့နော်အမပေါ့နော်ခဏကြည့်နေပေါ့နော်ဘန်ဒီနာနဲ့လမ်းကြည့်နေပေါ့နော်အဲ့သူတို့ပွဲကြည့်ရတာကိုစောကျင်တဲ့စိတ်ကိုစောကျင်တဲ့စိတ်ကိုတိတ်နေရတော့တော်တော်စော့ကောင်းတယ်စော့လဲကောင်းတယ်ဒီသူ့ရဲ့ feeling လေးရတဲ့ရှုပ်ပြုံးကောင်းတယ်ပြောစရာမလိုကောင်းပြီတော့အဲ့လိုလဲတော့စော့ကြဖို့တောင်းဆိုချင်ပါတယ်ပေါ့နော်ဘန်းချင်တယ်လို့လည်းဘန်းမဆိုင်ခင်တော့လမ်းစကွာလေးနေဖို့တော့မမေ့ပါနဲ့အပေါင်းလေးနေပြီးတော့ကိုလေးပါလေးပေးခဲ့ကြအောင်ပေါ့နော်ကမန့်လေးမှလည်းရေးခဲ့ကြပါအောင်ကိုလိုလေးအဲ့ဒါပွဲတော့မစားသေးဘူးပွဲစားရမှာပေါ့နော်ခဏအဲ့အပေါ်မှာဒီ16 44 55အဲ့ရိုက်ပိုင်းတော့အဲ့ရိုက်ပြီးရတယ်ပြီးတော့ပါပြီโอเคအဲ့စမယ်ပေါ့နော်ဘန်တို့ခဏလက်ပဲကြည့်နေပေါ့နော်သူများရဲ့ခုံမှာရုပ်လေးမြင်တယ်ကိုယ့်တော်ရုပ်ထားမှဆိုပြီးပြကြမှာထားပါမယ်ဘာတော့နံပါတ်4ကိုပဲယူလိုက်တယ်ပေါ့နော်ဟိုနံပါတ်4တော့မဖြစ်နေဒီအဲ့ရလေးတော်တော်ဆော့ကောင်းနေပြောတော့ဘန်ရွေးတဲ့ဥစ္စာလေးဒါဆိုရင်တော့လူတော်တော်များများကြိုက်မယ်လို့ထင်ပါတယ်ဒီကင်ကတော့အမှန်ခွဲဥစ္စာနဲ့ဟိုကောင်မလဲကနေပဲခွဲဥပြသွားပါတယ်ဒီဘက်ကိုခန်းလာယူခိုင်းတဲ့ဘန်နဲ့မြူးဘက်နဲ့ကြော်ချပြလိုက်ပါတယ်ဒီအဝိလဲရတာပေါ့နော်အဝိလဲမနေမဲ့ကြောဘန်နဲ့လိုင်းမကောင်းနေနေတော့နောက်ကျရပေါ့နော်ဘန်နဲ့တူလားမတူလားဆိုမြင်မြင်လေးလိုက်ကြည့်ကြအောင်နော်ဘန်ကတော့တေချာတော့လောက်ရတာပဲပေါ့နော်ဒီအင်ကြီးတွေအများကြီးပဲဆိုတော့ဆက်လက်တိခတ်အမလေးအင်ကြီးတစ်ခုပြောင်းသွားရောအမလေးတစ်ခုပေါင်းတော့တက်လေရပြန်ရောအမတော့ပြီးသွားပါပြီပေါ့ပြီးတော့ပါတယ်အဲ့ရလေးရှင်းလေးနေရက်တစ်ခုကကျတော့ဒီမုတ်စိန်မွေးအဲ့ကောင်ကြီးပေါ့နော်သူကတော့စုံမလို့ဘာလို့နဲ့ပေါ့နော်အဲ့ဟာပြင်ပေးရမှာပေါ့နော်ပြင်ပေးလိုက်ရပါနဲ့လာမလာတော့ဆိုတော့ဗန်းနဲ့ပန်းကိုကြည့်ပြီးကြအောင်ပေါ့တိတ်လည်းမပြင်တတ်ပါဘူးပေါ့နော်အဲ့ကြောင့်လို့ပေါ့နော်โอเคအဲ့ကြည့်နေပေါ့နော်โอเคသူတို့လိုက်မှမဘန်တော့ရှုံးနေပေါ့နော်ရခဏအုပ်ထားရပါနော်သူတို့အတန်နဲ့ listen နားထောင်ပြီးပြောရမှာဒါပေမဲ့ဘန်ကတော့အပန်တော့မကြားရဘူးပေါ့နော်ဒါပေမဲ့ဘန်ရွေးရစားတယ်မာလာမှန်တော့ကြည့်ပြကြအောင်အဲ့ဒီကတော့မာတော့ပါတယ်အဲ့လိုလေးတော့တဲ့ကြည့်ပြောသူတူတယ်မတူတယ်ဆိုတော့ဟိုဘက်ကစားတော့ဘန်ယူလိုက်တယ်ပေါ့နော်ဒါဆိုလည်းမသေးချလို့ပေါ့နော်အဲ့မလို့ဘန်နိုင်သွားပါတယ်အဲ့ဒါတော့ရတော့ပါပေါ့နော်အဲ့ဒါမှန်သွားပါတယ်အဲ့တော့ခုလာပါတယ်အမှန်မှန်သွားတယ်ပေါ့နော်မှန်သွားလားမှန်မသွားလားမသိဘူးပေါ့နော်မှန်သွားတယ်လို့လည်းထင်ပါတယ်မှန်သွားပါတယ်အမှန်လေအဲ့ဒါမှလည်းဘန်ကတော့မနိုင်သွားဘူးပေါ့နော်ဘန်တာဟိုဘက်ကလူတွေအမှန်များလို့ပေါ့နော်ဟိုဘက်ကလူတွေပဲမှန်သွားပါတယ်โอเคအဲ့ဒါကျတော့အဆက်ကောင်းလို့လိုက်တော့မှာဘာမှဘန်ကတော့မားရပေါ့နော်အမဘန်အတိုင်းဖြစ်သွားခေါင်းပြုတ်သွားပြီးတော့သူကကျတော့အဲ့ဒီကကျတော့နှစ်ခုပြတာ
အခုအဲ့လိုလေးရဲ့အဲ့လိုလေးဒါမှဘာမှလာမသွားဘောနော်အမလေးပေါ့တော့အဲ့အနေပြောအဲ့ကိုလုံးမဘာလိုက်ရှာပေါ့နော်ဘာဒီကလည်းဘာမသွားပါတယ်မသွားပါတယ်ဘာစတိုင်းမနိုင်နေလုံးဒါအပယ်လို့တိကျပါဒီခါကျတော့ဒါတော့ဒီမန်ခုံတို့လိုမျိုးပဲဒါပေမဲ့သူကအစိတ်ရည်တွေကြောင့်မလို့ဘာတော့ဆက်ဆက်လိုက်ကြီးရှော့သွားပါတယ်အဲ့တော့နောက်တစ်ခုထပ်လုပ်ရပါတယ်နောက်တစ်ခါလုပ်လိုက်တော့မှန်ပါတယ်ဒါပေမဲ့သူများလိုက်ယူလိုက်တာပါဒါပေမဲ့အမှလည်းခုံနာနဲ့နှိမ့်သွားတော့ပေါ့နော်နှိမ့်သွားတော့အဲ့ဒါကြောင့်မလို့နည်းနည်းပြုတ်ကျသွားတယ်ပေါ့နော်โอเคအဲ့အနေပဲဒီမှာလန့်ကြည့်ရတယ်အမှလည်းကနတွေ့ရအောင်ရပဲကနတွေ့ရတာပဲအဲ့ဒါလည်းပြီးသွားပါတယ်အဲ့ကြောင့်လိုက်ကြပါဦးလိုက်ကြည့်ပေးကြပါအောင်โอเคဒီမှာကြတော့ပေါ့နော်ဒီခါကျတော့ဘန်းရှုံးသွားပါတယ်ကျန်တဲ့လူဟိုကမကြီးကပထမရသွားပါတယ်အမလေးအကောင်ဖောက်လိုက်ပါတယ်အကောင်ပေါက်လိုက်တော့လေအဲ့ခွေးကြတော့မကြိုက်ပါဘူးအဲ့ဘယ်သူဆက်လိုက်ကြည့်အောင်โอเคအမဘတ်စကလို့မြင်ကြတာမသိဘူးဒါတော့ဗတ်နိုင်အောင်ဘခံဘလို့ခံမလဲဆိုတော့လိုက်ကြည့်တာပါအမကြည့်အဲ့ကြိုက်တာနဲ့ပဲအဲ့ရလေးပဲရွှေလိုက်ပါတယ်အဆုံးထိကြည့်ပေးကြပါဦးမကြော်သွားပါနဲ့ကြည့်ထားကြပါအမလေးအခါလိုက်ခွာအခါနဲ့ရေးပေးလိုက်ပါတယ်โอเคအမလေးအပေါ်နေပြီးတက်သွားလိုက်ပါလက်ကတိကတက်သွားခြေထောက်ညောင်းတယ်အမလေးချာရှေ့ညာနေပြီးဝင်သွားလိုက်ပါတယ်အခန်းလိုက်ကြတာဘာလဲအခန်းပြရွေးလိုက်ပါတယ်အမကြည့်ရတယ်အမလေးဘယ်လိုခံနိုင်သွားပါလဲโอเคဒီကလည်းခွဲရပြီလဲဆိုတော့ဟိုကောင်မကြီးပဲပြန်ဖြစ်သွားပါတယ်အကောကပြတ်ဖြစ်သွားတယ်နောက်နေတာပဲဒီဘာတူလာစကြည့်အောင်ကြည့်ရှုနိုင်အောင်ဗတ်ကြည့်အောင်လုပ်ပေးထားပါတယ်โอเคဒီကကြားတော့အကြောက်တုံးကလွင့်အောက်ကကြာလာတာအမမွေတွေရောဘာတွေရောတစ်တောက်ချောက်တော့အမဘန်လည်းခဏသေးပါပဲတိန်နဲ့စတာမှရောတာပါโอเคဘာတော့ကြည့်ရပါတယ်ကြည့်ရဟိုဘက်ဒီရှိုးပဲအမပြန်သိမလို့ဖြစ်သွားပါတော့သိမယ်တို့ဖြစ်လဲဆိုတော့ဒီတော်သေးရပေါ့နော်စရသိမလို့ပါဒါပေမဲ့ဒီအချိန်နဲ့ကဲပေးလိုက်တော့ဘာလွတ်ကျွတ်သွားပါတယ်โอเคဒီခါတော့မွေးရနေပဲဆင်းလာတာပါမွေးဆင်းလာတော့စောင်းပါတယ်မွေးစင်းလာတော့ဗတ်တန်းရှော်သွားပါပဲအဘကလာလို့ဆိုပြီးဒီဘကပြန်လဲလိုက်ပါပဲအမပေါ်တော့အမဒီမွေရအများကြီးဒီကောင်နေလာအများဒီကောင်နေတော့မွေရတာဘာလို့မသိဘူးအသေးအောင်ကြတော့အကြောင်းမလို့ပြောချစ်တယ်လို့မွေပဲပြောလိုက်ပါတယ်အကျပစိုးတယ်ကြည့်ပြီးတော့ဒီခါတော့ဘန်းနိုင်သွားပါတယ်အမလည်းအောင်ပွဲခံလိုက်ပါတယ်မနိုင်တဲ့လူတို့လည်းဒီပွဲကနေပြီးလောင်လိုက်ပါတယ်โอเคဒီပွဲရတဲ့ဘန်ရှုံးတဲ့ပွဲပါလောင်ချင်းလောင်အဲ့နုကိစ္စပါအမရိုက်ခံလိုက်ရပါတယ်ထပ်ရက်ခံလိုက်ရပါတယ်ထပ်ရက်ခံရနောက်တစ်ချက်ထပ်ရက်ခံရပါနောက်တစ်ချက်ထပ်ရက်ခံရတော့မှာပါတော့ဒီခုတော့ထပ်ရက်ခံရပါတယ်โอเคပွဲပြီးသွားပါတယ်အပွဲပြီးတော့နောက်ထပ်ဘာခဲလို့ဆက်လာပါလဲဆိုတော့ဘာနဲ့တူကြရအောင်ဘယ်တော့ရှုံးသွားတဲ့အတွက်လေတိုက်စားမလို့တော့ဒီကကြတော့
ခွဲရွေးတဲ့ဘလုံးပေါ်တွေမတက်ရပါအဲ့ရအကူပြုတ်ကြသွားမှာပါဘာလို့အကူပြုတ်မကြတော့တခြားလေးလုံးလိုက်ရပါတယ်ဒါပေမဲ့ဘန်ကတော့စောစောစစ်စစ်တော့ကြောပိတ်ထားပြီးကြောပိတ်ထားတော့ဘန်နိုင်ပါတယ်ကြောပိတ်ထားတဲ့နိုင်နာပါပဲအမှန်လည်းစကပ်ပေါ်ယူလိုက်ကြတော့သွားအမှန်လည်းနိုင်တော့ပါအဲ့ခေါလောင်းကြီးပေါ့ဟိုကောင်မတက်သွားတက်တာလေအမှပြုတ်ချပါပြီးရှော့သွားတာတဲ့အမှလည်းအပေါ်ချော်ပြီးတက်မိပါတယ်ဒါမှလည်းကန်ကောင်းချင်တော့ဘန်ကအပေါ်တက်ထားတာပါဒါမှလည်းဘန်ကန်တရားကြီးဟိုဖြစ်တော့ဒီခံပြီးရှစ်ဘောလုံးကျသွားပါတယ်အဲ့ကြဘလို့ပါရှာโอเคအဲ့ဒီမှာလည်းပလင်းအပလဲလုံးလေးကိုကောက်လိုက်တာသေသွားပါတယ်ပလဲလုံးနဲ့မရလိုက်ပါဘူးအမှန်ကြီးရှုံးသွားနေပြီအောက်ကိုလုံးပေးလိုက်ပါတယ်အပေါ်လည်းမြောက်ပေးလိုက်ပါတယ်ကြည့်ပြီးတဲ့လူတွေတောက်ကြည့်တာအားလုံးကျေးဇူးတင်ပါတယ်ဒီနေ့ဗီဒီယိုလေးတော့ဒီတော့ပါပဲဒီတော့အားလုံးဘိုင်ပါလိုက်လေးပေးသွားပြီးဟိုလေးပိုင်ပေးသွားကြပါဘိုင်ဘိုင်အားလုံးကိုနှုတ်ဆက်ချင်ပါတယ်အကြောင်းမလို့ပါဘိုင်ဘိုင်